Hey အားလုံးပဲမင်္ဂလာပါမတွေ့ရလဲကြာပြီ Monk Fitness ကနေပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ Monk ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ reaction video လေးနည်းနည်းလုပ်မှာဖြစ်ပါတယ်ရည်စရာလေးနည်းနည်းလည်းဖြစ်တာပေါ့နော်ကျွန်တော်တို့gym မှာသွားကြတဲ့လူတွေအတွက်ပေါ့နော်Okay ဒီ gym မှာဟိုUS နိုင်ငံမှာရှိတာဖြစ်ပါတယ်နေရာတိုင်းမှာလည်းရှိတယ်သူ့ရဲ့နာမည် Planet Fitness လို့ခေါ်ပါတယ်သူကဘယ်လိုမျိုး gym လဲဆိုတော့သူကတကယ်ဟိုစားပေါ့နော် professionally တွေတွိုင်းနေမဟုတ်ဘဲနဲ့သူကဈေးပေါ်နေပေါ့နော်တစ်လမှာ30-15ကျပ်လောက်ဒေါ်လာလောက်ပဲပေးရပြီးတော့ပေါ့နော်ကိုကဘယ်လိုပြောမလဲအေး professional မဟုတ် beginner လူတွေအတွက်ပေါ့နော်သူကလုပ်ပေးထားတယ်ပေါ့နော်ဒါမဲ့တချို့လူတွေကအဲ့ဒါကိုသူတို့ကtraining တွေပါညာ gym သွားရင်အရင်လုပ်ရပါတယ်ဒါမဲ့သူတို့အဲ့ဒါမလုပ်ဘဲနဲ့တခါတည်းသူချက်ချင်းသွားပါတော့ကိုယ့်ကိုလည်းမလေးလာဘဲနဲ့ရှောက်လို့တော့တခါကျရင်ရည်စရာတွေဖြစ်တတ်တာပေါ့နော်reaction လုပ်မှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အတူတူကြည့်ကြည့်ရအောင် Wow ဒီတယောက်ကအပျော်စီးနေတယ်တဲ့မဟန်ဘူးပါတော်လိုက်တာโอ้ခပတ်တင်နေပါလားဟာ stocking နဲ့ boot နဲ့ဟာအလုပ်လဲလုပ် gym လဲတော့မိုက်တယ်ဟာစိုက်ဟာထိုင်ကုန်ပေါ်မှာဟာ cable တွေလုပ်နေ Stop it. Get some help. Okay, couple workout. Okay. Oh. ဒီညီလေးကtricep အတွက်အဲ့လိုပေါ့နော်ဆွဲပေးရမှာလက်မောင်းအတွက်ဒါပေမဲ့သူကဒီလိုဖြစ်နေအဲ့လိုပေါ့နော်လုပ်ပြီးတော့နည်းနည်းပဲအပီးထိမဟုတ်ဘူးဆိုတော့ညီလေးကလောက်တာနည်းနည်းတော့မှားတယ် This ain't the 135 brigade, homie. This is 405 brigade, homie. 405 brigade, homie. Oh my god. It's even better than I hoped. Ooh. ခွေ300ကျော်လေးရညီပါလို့ဖြစ်နေတယ်နော်။ Wow လောက်ထားတော့မမှန်ဘူး6က6ကမမှန်ဘူးဖြစ်နေတော့ဟိုကခုနကတော့လေကြာနော်လို့6ကလေကားထားလို့ဆိုရင်လေအဲ့ဒါအပေါ်နဲ့အောက်တက်လို့မရတော့အဲ့ natural position လေးထားမှာ6ကဒါဘာပြောမလဲ squat လောက်တာပေါ့နော်ဒီ gym မှာ safe တယ်သူတို့လောက်ထားတာဘီနာမှာနော် safety တွေအကုန်ရှိတယ်ဒါပေမဲ့ဒါတော့လောက်တော့မမှန်သေးဘူးဖြစ်နေတယ်injury ဖြစ်တယ်တခါကျဟာ Whoa what စကားကြည့်ရနည်းနည်းများသွားတယ်နဲ့ fight တွေတူနေတယ်ဒီကြောင်ဘာတက်လို့တာပြီ What a fucking legend. Wow. Here you get those hammies. Maybe Planet style လို့ရအောင်ဟုတ်ပြီနော် fight ခောက်လို့ရမှာလား PT လုပ်လေ PT 2ဟာလက်ဝှေ့တမဂျင်ရောက်တော့ခါဟာ You don't look obvious at all. ဟာဟိုက wrestling တမ WWE wrestling ဟာ Kurt Angle ဟာအချင်းနေနဲ့ Oh my god မင်းလေးလားဒါမင်းလေးဟာကြွနေရတယ်ဟာတော့ကောင်းပါတယ်ဆက်ကြည့်ပါကြိုက်တယ် Trying to tell me. Dodge bullets. Ha. No, Neo. I'm trying to tell you that when you're ready, you won't have to. ကြာဘာလဲဟာ When you're ready,
သူက Man in Black နဲ့တူရနော်ကြည့်သူမျက်မှန်ဟာဟုတ်စားသူကဟုတ်စားလို့ရမှာလေသူက back နဲ့လက်မောင်းတွေအတွက် combo excite လေဟုတ်စား pull နဲ့ push လို့ရမှာဟာဟုတ်သေးဘူးနော်ဒါသူကစီးနေရဟာပြောဟာဒုက္ခပဲကလေးစိတ်နဲ့ပျောက်သေးဘူးထင်တယ်ပြောလို့မရအောင်တော့အခြားဂျိုကနေလေ Man in Black ထဲလိုမျိုးလေဟုတ်စားဖြစ်နိုင်တယ်နော်ပြောလို့မရအောင်သူကဒီမှာသူတို့နိုင်ငံမှာသူတို့ကဘာမှာဂျိုမှာဆိုလို့လောက်တာလောက်ကောင်းလုံနိုင်တယ်ပြောလို့မရအောင်မျက်မှန်ဝတ်ထားတာကအထင်ကရှာပဲ Give your meat a good old rub. Yeah, boy. ဒီတရားတော့ဖြစ်နေတယ်ဒီဟုတ်တွေ့ဘူးပါဟာထိုင်ပြီးလို့မလဲကိုစရာဟာကိုယူကာရိုင်းနော်ပြီးတိလို့ရမှာနော်အဲ့ဒါအောက်ဆုံးတိအဲ့ဒါတော့ကြိုးမရှိဘူးဒီကြောက်လဲလက်မောင်းနဲ့ chest တွေလောက်ရမှာ dips ကြောက်ပဲလှုပ်တယ် okay ဒီကွာလေ ego lift weighting လို့ခေါ်တာကိုယ့်ကိုပေါ့နော်ထင်ကြီးရပေါ့နော် weight ဆိုတာ gym လုပ်တယ်ဆိုတော့ပုံမှန်အောင်လုပ်ရတယ်ဒါပေမဲ့တချို့လူတွေကအဲ့ဒါကိုက gym weight မှန်နဲ့လုပ်ဆိုခက်တယ်နော်လုပ်ရတာ weight machine တောင်မှလေ weight ပေါ့လေးတောင်မှလေးပေါ့လေးတောင်မှကိုအမှန်လိုက်လုပ်မယ်ဆိုကြာလိုက်မောတယ်အဲ့ဒါတကယ် weight မမနိုင်တော့ရှောက်လို့တာ PT မလုပ်နိုင်တော့အဲ့ဒါခဏကိုယ်တည်းဘာမှသုံးမရပါဒါသနာပါ okay nextဒီကြောက်လဲ No pain, no gain. Alright. This is for chest exercise. Chest တက်လို့ရမှာလေရင်ဘတ်တွေဟုတ်ကဲ့ဘာမှမထိအောင်ဒါလည်းတူတူပဲဒီရင်ဘတ်တက်လို့ရမှာအပီတီမလို့ဆိုရင်အဲ့ဒါလည်းကားပဲဒါလည်းတူတူပဲဝိတ်ထက်ထားအများကြီးပဲဟာတစ်ပြားနှစ်ပြားသုံးပြားလေးပြားငါအများကြီးပဲတော့6ပြားဟိုဘက်နဲ့ဒီဘက် PT မလို့ဘူးဟာသူလည်း PT မထည့်ထားအောင် PT မလို့ဘူးပေါ့နော်အဲ့လိုလေးပဲလှုပ်နေတာကြောက်စရာကောင်းတယ်မှန်တိုင်းပြောဆို Let's get nasty! Let's get nasty! Go on, let's keep going, that's one. Go! That's better! ဟုတ်သေးပါဘူး Bring it in! That's better! ခါရတော့နာကုန်တော့ပါပဲစီးနေတယ်ကြောက်ကကြည့်ကြည့်ပြီးလိုက်နေတယ်ဟုတ်တယ်ဒီတယောက်လဲအောက်ထိဆင်ရမှာအောက်ဆုံးထိဆင်ရမှာနော်အဲ့ဒါဒီလိုဖြတ်မှာဘေးကနေစရနော်အောက်ဆုံးထိဘယ်လိုရင်ဘောက်ကော့ပြရမှာမဟုတ်ဘူးနည်းနည်းလေးပဲဆိုတော့ဟုတ်ပြီဒီဖတ်တိုးလိုက်ဟိုဘတိုးလိုက်တိုးပြီးတော့ကာလိုက်ကာပြီးတော့တိုးလိုက်ဟိုဘတိုးလိုက်မိုက်တယ်ဟာကွန်ဖူဖန်နာလိုမျိုးပဲเนาะလောက်ထားတာဆိုဟာ cable လို့ဟာလောက်ခါပဲဟာဒီကြောက်လည်းဘာလုံးနေလဲမသိပါဟာဒီပါ Get it. ဒီကြ
ကြောက်လဲလက်မောင်းတွက်လို့ရမှာပေါ်လေးမှာခောက်နေလို့ဆိုတာကောင်းထီရဟာမဟုတ်ပါဘူးကောင်းထီရမဟုတ်ဟာဘိုက်ခောက်တယ်လဲလို့ဒါဟာ extend တစ်ခုတော့ဟာဟုတ်သေးပါဘူးဒါလဲဟာဒီကိုလဲဘိုက်ခောက်လို့ဒါလက်ကဘိုက်ပဲရောက်ပြီးတော့ကောင်းမရောက်နေတယ်ဒုက္ခပဲဟာတရား hospital ကားခေါ်ပြီးပါအောင် ambulance ဟာကျော်ဆွဲနေအောင်ဒီမှာဘာဖြစ်အောင်ဟာဟုတ်သေးရောဟာကိုစီရလို့ပြီဟာကြောက်လဲဟုတ်ပြီပါဟာဒါဘာလို့တာလဲသူက okay ကွန်မန်ဒိုပုံစံပေါ့နော်အောက်မှာတွားနေတာချန်ပီယံပုံမှာဟာ weight တွေလည်းလောက်ထားသေးတယ်ဒုက္ခပဲစစ်သားထွက်လာတော့ဟုတ်ပေါ့နော်စစ်တပ်ထဲမှာဝင်မလို့လုပ်နေတယ်ဟာဟုတ်ပြီကောင်းလဲဆရာများရနော်ဟာဒီမန်းချစ်ကြီးရနော်ဒီတယောက်ကလောက်ထားဟာဘာတက်လောက်ထားလဲမသိပါဟာဟုတ်ဒီပါကောင်းခိုင်းမိအောင်โอเคဟာဝိတ်တွေတကုံးထည့်ထားတာမဟုတ်ပါဘူးနော်ဟာဆွဲလေကိုလူဆွဲဟာ I broke my back. Oh my god. What do you mean by that? You My broke back is broken. what? A vertebrae or what Well, portion? Spinal. ကိုကဆွဲရမှာလားကိုကမဆွဲဘဲနဲ့ဝိတ်ကောက်ဖို့ပြန်ဆွဲနေကြောက်စရာရင်တော့ wow ego lifting လို့ခေါ်ရတာကိုမာနကြီးနေပေါ့နော် What do you mean by that? You My broke back is broken. what? A vertebrae or what Well, portion? Spinal. ပုံစံလည်းမမှန်ကနေဒီတယောက်ဟာဝိတ်တယ်လည်းမတွေ့ဘူးဟာဒီထက်လုံးတော့မသိဘူးနော်ကနေတော့ဟုတ်နေဒီဟာဟုတ်သေးပါအောင်လေးနဲ့ short ဆင်းပြီးလို့ရမှာလေဟုတ်သေးပါCobra Kai Cobra Kai let's go Rambo movie ကြည့်ပြီးတော့ဟုတ်နေဟာကြောက်ပါလို့ကြောက်တယ်လက် everything chess ကစားနေဟုတ်ပြီကြောက်ပါဖြစ် Ooh what is he doing man This is a Joe shot နဲ့ဟုတ်ပါအောင်နော်ကျွန်တော်လည်းဒီ gym သွားဘူးတယ်မသွားတော့ကျွန်တော် Everybody wanna be a bodybuilder. Nobody wanna lift this heavy ass weight. I do it though. Wow Yeah! Make me feel it! ဒီဗီဒီယိုလေးကတော့ပြုံးစီပြက်စီတဲ့ပေါ်နဲ့ reaction လုပ်တဲ့သဘောပေါ့နော်ကြိုက်တယ်ဆိုရင်လည်းကျွန်တော်ကို comment မှာ comment လေးပေးပါအောင်ပေါ့နော်အပြောသဘောဖြင့်ကြည့်ရပါတော့ကျွန်တော်ကျေးဇူးလည်းအများကြီးတင်ပါတယ် Monk Fitness ကို subscribe လိုက်လေးလုပ်ပါနောက်ချိန်ကျကျွန်တော်ပြန်တွေ့ရအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်